ကျောင်းသားဘိုးကိုတောင်ချီတုံချတုံဖြစ်နေပြီးအထက်ထက်အမြန်ပြေးသွားရင်ကောင်းမယ်လို့ရည်ရွယ်နေတဲ့ကျောင်းသားတယောက်ဟာပုံမှန်တိုင်းကျောင်းကိုရောက်လာခဲ့ပါသည်မလောက်ပါနဲ့ပြန်ဆင်းခဲ့ပါလို့အော်ဟစ်တန်တွေကြောင့်အပေါ်ကိုမောကြည့်လိုက်တဲ့အခါဗတ်တဲ့ရောဆိုတဲ့အနိုင်ကျင့်ခံကျောင်းသားလေးဟာကိုယ့်ဘက်ကိုအဆုံးစီရင်ဖို့လုပ်နေခဲ့ပါသည်လွန်ခဲ့တဲ့ရက်နေငယ်ကတကြောင်လုံးရဲ့အပေခံဖြစ်ခဲ့ရတဲ့ကြောင်မင်းဟာနောက်ထပ်အပေခံဖြစ်လာတဲ့ဗတ်တဲ့ရောထံကိုအပေခံတို့ကိုလွှဲပြောင်းပေးခဲ့ပါသည်အကြောင်းကတော့ဆီယာမစာတင်နေစဉ်တွင်တင်တန်းကျောင်းကအွန်လိုင်းလက်ဆင့်တွေကိုလုပ်နေခဲ့တဲ့လွှတ်တော်အမတ်ရဲ့သားဖြစ်သူယူကျွန်းဟောင်းကြောင့်ပါအချိန်ပိုင်းဆီယာမကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံဖခင်ရဲ့အာဏာနဲ့အလွဲသုံးစားလုပ်နေတဲ့ယူကျွန်းဟောင်းကိုဗတ်တဲ့ရောကတီးမခံနိုင်တော့ပဲထထိုးရာကနေအောက်ဆွဲကောင်းတွေရဲ့နိုင်ကျင့်စရာဖြစ်လာခဲ့တာပါဒါတင်မကသေးပဲသူဟာဒန်ဟန်ကျောင်းရဲ့တရားဝင်အပေခံပါလို့တခန်းဝင်တခန်းထွက်လိုက်ပြောရရင်ဆိုးရွားတဲ့နေရက်တွေကိုရင်ဆိုင်ခဲ့ရပါတယ်ဒီလိုနဲ့ဗတ်တဲ့ရောဟာကိုအဆုံးစီရင်သွားပြီးတဲ့နောက်ကြောင်မင်းကပဲအပေခံပြန်ဖြစ်လာပါတယ်ဒါကထူးဆန်းတဲ့ကိစ္စမဟုတ်တော့တလို့ဝင်ကြီးရဲ့သားဖြစ်သူကိုဘယ်သူမှပုံမကန်ရဲကြပဲကြောင်မင်းကိုရက်တွေတိုင်းနှိမ့်ဆက်နိုင်ကျင့်နေတာကိုလည်းဒီတိုင်းကြည့်နေခဲ့ကြပါတယ်သူလည်းတက်တည်ဖို့စူးစမ်းကြည့်ပေမဲ့အဲ့လောက်ထိလည်းအင်အားမရှိသေးပဲចောင်းသားတွေအတွက်လူသားတဲ့အိတ်ဖြစ်ပေးနေရသေးပါကော်ရိုက်တာမှာသူ့ကိုပလိန်ကြီးဝင်ထိုးနေတဲ့ကောင်ကိုဘာမှမတုံ့ပြန်နိုင်ပဲစိတ်ကြိုက်ထိုးချိတ်ခံနေရပြန်ပါလေသူ့ကိုပြန်ထိုးဆိုတဲ့ဘူလီကောင်ကအင်အားမများတဲ့ကြောင်မင်းကိုစားနောက်နိုင်ကျင့်နေပြီးသူမျက်လုံးမိတ်ထားတာမို့ပြန်ထိုးရန်စားနောက်နေပါလေအဲ့ဒီချိန်နှအုံကိုဖျောင်းနေရချလိုက်တဲ့လူကြောင့်ခမရကဘလူလဲမေးနေရပြီးចောင်းသားတွေကလည်းဝိုင်းအောင်ကြည့်ကြပါလေလူကြီးကိုရိုင်းရိုင်းဆိုင်ဆိုင်မပြောရန်နောက်တစ်ချက်ဖျက်ရိုက်လိုက်ရင်ပြေးကန်လာတဲ့ကောင်ကိုအားကုန်လွှဲရိုက်လိုက်ပြန်ပါလေအရှော့မပေးသေးတဲ့ចောင်းသားကထပ်မံတိုက်ခိုက်နေတာမို့နောက်ဆုံးတစ်ချက်နဲ့ဆုံးသက်ပေးလိုက်ပါလေအဲ့နောက်ယူကျွန်းရောင်းမှရောက်လာခဲ့ပြီးဆရာကចောင်းသားကိုရိုက်လို့မရဘူးဆိုကအားလုံးကိုဗီဒီယိုရိုက်ထားရန်မိန့်ပေးလိုက်ပါလေဗီဒီယိုရိုက်ထားရင်ခမရမရိုက်ရဲဘူးမလားဆိုတဲ့ကောင်ကိုလည်းကိုကနေဆွဲပြီးတော့ပါးတွေလှည့်ရိုက်နေရကြောင်းတာဝန်ရှိဆရာတွေပါရောက်လာခဲ့ကြပါလေခမရကဘယ်သူလဲလို့ဝိုင်းမိတဲ့အခါမှာလက်ဆွဲကိုထုတ်ပြလိုက်ရင်ကိုရီးယားပညာရေးဆိုင်ရာလုတ်ပန်ခွင့်ကာကွယ်ရေးဌာနကစုံစမ်းရေးမှူးနာဝါချင်းလို့ပြန်ပြောပါလေဌာနတစ်ခုကလူကចောင်းသားကိုဘာလို့ရိုက်တာလဲမေးတော့ ERPB စီကံချက်ထဲမှာပညာရေးကိုထိပါနှောက်ယှက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်သုံးမကင်သွေးနိုင်တယ်လို့စကားနဲ့နားထောင်ရင်စကားနားမထောင်ရင်အင်အားကိုသုံးခွင့်ရှိတဲ့အကြောင်းစီကံချက်တွေကိုရှင်းပြလိုက်ပါဦးလေကျောင်းကြီးကတော့ဗတ်တဲ့ရောတည်ဆုံမှုဟာအစင်းသက်မှတ်ချက်တွေကြောင့်အဆုံးစီရင်တာပါဆိုတာမို့ကျောင်းတွင်းကြမ်းဖက်မှုတွေကိုရွတ်ပြနေပေမဲ့လက်မခံကြပါဘူးဒီကျောင်းမှာအမတ်မင်းရဲ့သားရှိနေရကြောင်းကျောင်းပုံရိပ်ကိုထိခိုက်နိုင်တာမို့ဒီတိုင်းပြန်ရန်ပြောနေပေမဲ့ဗတ်တဲ့ရောတို့အခန်းရဲ့ယာယီတမ်းမှန်ဖြစ်ခွင့်ပေးရန်တောင်းဆိုလိုက်ပါဦးလေအဲ့နောက်ကြောင်မင်းယူကျွန်းရောင်းလို့ရှိနေတဲ့အခန်းစီကိုရောက်လာခဲ့ရင်ငါမင်းတို့ရဲ့အတန်းပိုင်မို့နာမည်စင်ရုံကိုခေါ်ပါလေမချေမငံဖြစ်နေတဲ့ကောင်တွေကိုမချိတုံပြုံးရင်တည်သွားတဲ့ဗတ်တဲ့ရောဟာကျောင်းတွင်းကြမ်းဖက်မှုကြောင့်တက်သေးရလားလို့မေးလိုက်ပါလေအကြမ်းဖက်မှုဆိုတာမရှိခဲ့ပဲအစင်းသက်မှတ်ချက်တွေကြောင့် pressure မခံနိုင်တော့တာပါလို့စဖြည်းဖြည်းပြောနေတဲ့ကောင်ကိုနှုတ်သေးကနေဆွဲလာရင်စောင့်တွန်းလိုက်ပါလေအဲ့နောက်ပြေးရိုက်လာတဲ့ကောင်ကိုလည်းစာအုပ်နဲ့ဆုံးမပေးလိုက်ရင်အတန်းပေါ်တေဆုံးမှုအတွက်နောင်နှားကိုပြရန်ချမ်းမြေမှာမှောက်ခိုင်းလိုက်ပါလေကျောင်းသားတွေကမှောက်ဖို့ပြင်နေပေမဲ့ယူချောင်ရောင်းကတားလိုက်ပြီးကျွန်တော်တို့စာမေးပွဲရှိသေးရကြောင်းအပေါ်တွေမလို့ရန်ရိုင်းပြပါလေကျွန်တော်ကဘယ်သူမှမကြောက်တတ်ဘူးဆိုတဲ့ကောင်ကိုကြောက်တယ်ဆိုတာကအတွေးကြုံရဖြစ်တာလို့ရှင်းပြရင်ခေါင်းကိုခုံနဲ့ညှက်ပြီးထားလိုက်ပါလေဒီနေ့ကစလို့မင်းတို့အနိုင်ကျင့်ကိုရနေတဲ့ကောင်တွေဟာငရဲပဲလို့ရည်ရွယ်လိုက်ရင်ချမ်းမြေမှာမှောက်ခိုင်းလိုက်ပါဦးလေသမင်းစားခြင်းရောက်တော့လေဂျားပြက်တန်းစီရင်သမင်းဟင်းတွေကိုလိုတလို့ယူနေရမို့နာဝါချင်းကတားနေပေမဲ့တောက်ဖို့ကီတွေကိုလက်နဲ့နှိုက်ရင်အမိုက်ပုံတွေကိုပြစ်လိုက်တဲ့ယူကျွန်းချောင်းကိုအနောက်ကနေစောင့်ကန်ပေးလိုက်ပါစားစရာတွေနဲ့ပွားစာချေးကုန်တဲ့ဘူလီကောင်ကိုတုပ်ပေးတယ်လို့နဲ့ကျန်းတိုက်တန်ကအမွှေးတွေကိုချွတ်ကခေါင်းမှာပါစောင့်ပေးခဲ့လိုက်ပါဒါပေမဲ့ကျောင်းသိန်းချိန်မှာတော့ကြောင်မင်းကအနိုင်ကျင့်ခံနေရစမြဲပါညရောက်တဲ့အခါယူကျွန်းချောင်းရဲ့အဖေဖြစ်သူလွှတ်တော်အမတ်ယူကွမ်ဘီထန်တီသွားရင်ခမရသားတန်ရှင်းရေးလုံးမသွားတာမို့ကျောင်းကိုပြန်လာခေါ်တဲ့အကြောင်းပြောပါလိယူကျွန်းချောင်းကလည်းသူ့ကို personal အတက်လုံးနေတဲ့အကြောင်းဖခင်ကိုတိုင်နေပေမဲ့အမတ်ကြီးရဲ့မဲဆွယ်ဆောင်ဖို့အတိုင်းလူကလူပီပီနိုင်ငံရေးကနိုင်ငံရေးပီပီဆိုသလိုဆရာကဆရာပီပီကျောင်းသားကကျောင်းသားပီပီမို့ရွက်ကနေဆွဲခေါ်သွားပါတော့လေအဲ့တော့ကျောင်းရင်းသားတွေကိုစေခိုင်းရင်ကျောင်းသားဆိုတာအာဏာရှိစရာမလိုကြောင်းရှင်းပြသွားပါလိနောက်တစ်နေ့မှာတော့အမတ်ယူကွမ်ဘီကိုတိုင်ကကျောင်းကိုလိုက်လာရင်သူ့သားကအင်တာခွန်းနဲ့ခေါင်းနဲ့စောင့်ခံထားရတဲ့အကြောင်းတိုင်တာမို့ကလေးကိုလှုပ်ခဲ့လားဆိုကမေးပါလိအနိုင်ကျင့်နေကြကောင်ကအနိုင်ကျင့်ခံရတဲ့အခါမိမလို့မေမရညံတွေတုံးတက်ကြောင်းနဲ့ဒီမှာအာဏာလာမပြရန်တောင်းဆိုပါလိငါသာလက်မှတ်တစ်ချက်ထိုးလိုက်မယ်ဆိုရင်မင်းဘွားအဆုံးသက်သွားနိုင်တယ်ဆိုတဲ့အမတ်ကို ERPB ဆိုတဲ့အဖွဲ့အစည်းကနိုင်ငံတော်ရဲ့တရားဝင်ဖွဲ့မှုဘာလို့နိုင်မလဲဆိုတာစောင့်ကြည့်ရအောင်လို့စိန်ခေါ်လိုက်ပါဒါပေမဲ့ကျောင်းတော်အကြမ်းဖက်မှုတွေအနိုင်ကျင့်ခံရတာတွေကမပြီးဆုံးနိုင်ပဲကြောင်မင်းကလည်းတားကောင်ဖြစ်နေသေးပါသူလည်းအဆုံးစီရင်ဖို့စူးစမ်းနေတဲ့နာဝါချင်းကနောက်ကနေလာဆွဲရင်တွန်းချပေးရမလားလို့မေးလိုက်ပါကို့အနိုင်ကျင့်နေတဲ့လူတွေကိုဘာလို့ပြန်မချရလဲမေးတော့ပြန်တိုက်ခိုက်မယ်ဆိုရင်လည်းအကျိုးမရှိပဲသူ့မှာ background ရှိတဲ့အပြင်ချမ်းသာတဲ့တိုင်ဝမ်ကလို့ရှင်းပြပြန်ပါဒါဆိုထွက်ပြေးနေလိုက်ဆိုကဘလုံးကွင်းကိုတပတ်ပြေးခိုင်းလိုက်ပြီးတဲ့နောက်စတိုးတန်တစ်ခုစီကိုအတူလာကြရင်ခောက်ဆွဲစားကြပါခောက်ဆွဲတဲ့ကိုထည့်ဖို့ရာကျက်ဥပြုတ်ကျက်ဥချောင်းတွေပါစီစဉ်လာခဲ့တဲ့ကြောင်မင်းကိုခိုင်ဘက်ဖြစ်နေတာကြာပြီလားလို့မေးလိုက်ရင်မင်းရဲ့ background ကလည်းငါပဲမို့ဘာမှကြောက်မနေရနှစ်သိပ်ပေးလိုက်ပါဦးအမတ်ယူကွမ်ဘီကတော့ ERPB ဌာနချုပ်ထိလိုက်လာရင်ပညာရေးဝန်ကြီးချုပ်နဲ့လာတွေ့ပါဘာလို့ဒီဖွဲ့စည်းကိုဖန်တီးခဲ့ရလဲမေးတဲ့အခါလွန်ခဲ့တဲ့2နှစ်ကျော်ကဆီယာမတအူးဟာကျောင်းသားတအူးရဲ့တိုက်ခိုက်မှုကြောင့်တိတ်ဆုံးခဲ့ရ
ပြီးအဲ့ချိန်တွေကဖန်တီးဖို့ရစိတ်ကူးရခဲ့ကြောင်းရှင်းပြပါတယ်ပညာရေးဝန်ကြီးချုပ်ထိပါပါဝင်နေတဲ့ ERPP ဖွဲ့ကိုကျွန်တော်သားကိုမနှောက်ယှက်ရတဲ့ဖခင်တယောက်ကသားသမီးတယောက်တော့ဘာမဆိုလုပ်နိုင်တဲ့အကြောင်းချိန်ချောက်သွားခဲ့ပါတယ်နောက်တစ်ရက်ယူကွန်မီရဲ့သတင်းစာရှင်းလင်းပွဲမတိုင်ခင်လက်စားမှုလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုသတင်းထောက်တွေစီကိုဖွင့်ချခံလိုက်ရပါတယ်ဒါကြောင့်အမတ်မင်ရောက်လာတာနဲ့အဆိုပါမှုတွေအကြောင်းကိုဝိုင်းမိတဲ့အခါအခန်းထဲကိုဝင်ပြေးရပါတယ်အခန်းထဲမှာတော့ပညာရေးဝန်ကြီးကကြိုးစောက်နေပြီးပညာရေးဆိုင်ရာအကာအကွယ်မှုဌာနကိုတည်ဆောက်ဖို့အတွက်2နှစ်ကြာခဲ့သလို2နှစ်ဆိုတာကတကယ်ကြာခဲ့တာလို့တီတိုပြောလိုက်ပါတယ်အမတ်ယူကွန်ဘီကတော့မင်းနဲ့ငါတပါတီတဲကနေတခရီးထဲသွားနေတဲ့အမတ်တွေမို့ဘာလို့ဒီလိုလုပ်တာလဲနဲ့နိုင်ငံရေးလောကမှာငါးထက်ဆိုးတဲ့ကောင်တွေရှိရဲ့ကြောင်းပြောတော့မင်းပြူလဲသွားကမှမင်းရဲ့သားကိုပါအပြစ်ပေးနိုင်မှာမို့တောင်းပန်ပါတယ်လို့တလုံးချင်းရှင်းပြကထွက်သွားပါတော့တယ်ဒီလိုနဲ့အမတ်မင်ယူကွန်ဘီရဲ့အချင်းပြတ်ချစားမှုလက်အောက်ငယ်သားမင်းကလေးတွေပေါ်လိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာပြည့်နှက်လာသလိုတရားစီရင်ခံနေရပါပြီကျောင်းကယူချွန်ရောင်းကလည်းသူယုံရတဲ့အောက်ဆွဲကောင်တွေကပဲသူ့ကိုအပယ်ခံလိုပြန်ဆက်ဆံနေကြပြီးဖခင်မရှိတော့တဲ့ကောင်ကဘာမှမလုပ်တတ်တော့တဲ့အကြောင်းဆဲဆိုနေကြပါပြီတစ်ဖက်ကကြောင်မင်းကလည်းဗက်ရရော်တည်သွားတဲ့နေရာလေးစီမှာလာငိုနေရမို့ဒါမင်းရဲ့အမမဟုတ်ပဲမင်းမအပြစ်မရှိကြောင်ပြောကရှေ့လျှောက်ကောက်ွယ်ပေးပါမယ်လို့ဂရုပေးနေပါတယ်တစ်ဖက်ကယူချွန်ရောင်းကလည်းကျောင်းကိုမီရှိုးတီးပါလှုပ်လာခဲ့ပြီးဓာတ်စိလောင်းနေတဲ့အချိန်နာဝါချင်းကလာတားပါတယ်မင်းဒီလောက်ရှိုးကျင်နေရင်မင်းချစ်ပေးရမလားဆိုကထုတ်လိုက်ပြီးတဲ့နောက်ကျမ်းမြင့်မော်ကိုပြစ်ချလိုက်ပါတယ်လိုက်လာတဲ့မိထောက်တွေကြောင့်ယူချွန်ရောင်းလည်းတက်လူပြေးလွှားရင်းနဲ့ကျွန်တော်ကမှဘာလို့ဒီလောက်ထိလှုပ်ရတာလဲဆိုကမေးပါတယ်ဒါကအကုန်ကျွန်တော်အမှားလားဆိုတာမို့ဗတ်ရရော်တေဆုံးမှုကြောင်မင်းရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာမင်းပြန်ရော်လို့များနိုင်တဲ့အဖြစ်တွေပဲလို့ရှင်းပြပါတယ်မင်းတို့မှာအာဏာရှိတိုင်းအပျော်တမ်းအနိုင်ကျင့်ခံရတဲ့ကလေးတွေဟာမင်းတို့လိုចောင်းသားတွေပဲမို့ပညာရေးဆိုတာကလည်းတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့အဆုံးသက်ရတဲ့အကြောင်းယူချင်ရောင်းရဲ့အနိုင်ကျင့်မှုတွေကိုကျောင်းတွင်းဆိုရှယ်တွေမှာဖြန့်ဝေလိုက်ပါတယ်အဲ့နောက်ထဲရန်ထက်တန်ကျောင်းမှာနာဝါချင်းကိုနောက်ထပ်မမြင်ရတော့သလိုယူချင်ရောင်းကိုလည်းကျောင်းတွင်းအကြမ်းဖက်မှုတွေနဲ့ဖမ်းဆီးလိုက်ကြပါတယ်တောတောင်တစ်ခုပေါ်ကအုတ်ဂူလေးစီကိုပညာရေးဝန်ကြီးနဲ့အတူနာဝါချင်းကလာရောက်ခေါ်ရပြုရင်အပိုင်းတစ်ဟာပြီးဆုံးသွားခဲ့ပါတယ်